ဒီတစ်ခေါက်မှာမကြီးသီးရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကိုလာပြောပြပေးမှာဖြစ်ပါတယ်။မကြီးသီးရဲ့အကျိုးကျေးဇူးများဓာတ်တိုးဆန်းကျင်ပစ္စည်းတွေကျွယ်ဝစွာပါဝင်ခြင်းခန္ဓာကိုယ်ထဲကဆဲတွေကိုပျက်စီးခြင်းကနေကာကွယ်ပေးပြီးနှလုံးရောဂါနဲ့ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ခြင်းခန္ဓာကိုယ်ထဲကရောင်ရမ်းမှုကိုလျှော့ချပေးနိုင်တဲ့ချက်ပေါင်းတွေပါဝင်တာကြောင့်ရောင်ရမ်းမှုဆိုင်ရာဝေဒနာတွေရှိသူတွေအတွက်အကျိုးရှိနိုင်ပါတယ်။ပိုးသတ်နိုင်တဲ့အာနိသင်ရှိခြင်းဘက်တီးရီးယားမှုနဲ့ဗိုင်းရပ်စ်တချို့ရဲ့ကြီးထွားမှုကိုဟန့်တားပေးနိုင်ပါတယ်။အုံနောက်ကိုအားဖြည့်ပေးခြင်းမကြီးသီးတဲ့ကဓာတ်ပေါင်းတွေဟာအာယုံကြောဆဲတွေကိုကာကွယ်ပေးပြီးအယ်ဇိုင်းမာရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။မက်ဂနီဆီယမ်ဓာတ်ရဲ့အရင်းအမြစ်ကောင်းတစ်ခုဖြစ်ခြင်းမက်ဂနီဆီယမ်ဓာတ်ဟာအာယုံကြောနဲ့ကြက်သားတွေရဲ့လှုပ်ဆောင်မှုသွေးဖိအားကိုထိန်းညှိပေးမှုနဲ့အရိုးတွေကိုတန်မာစေဖို့အတွက်အရေးကြီးပါတယ်။ကိုလက်စထရောအဆင့်ကိုလျှော့ချပေးနိုင်ခြင်းမကြီးသီးဟာမကောင်းတဲ့ကိုလက်စထရောအော်တိုအဆင့်ကိုလျှော့ချပေးနိုင်တယ်ဆိုတဲ့သုတေသနတွေရှိပြီးနှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးနိုင်ခြင်းမကြီးသီးထဲမှာအမြင့်ဓာတ်တွေပါဝင်တာကြောင့်ဦးရဲကတကြားဓာတ်ဆုပ်ယူမှုကိုလျှော့ချပေးနိုင်ပြီးသွေးရင်းတကြားဓာတ်ကိုအနည်းငယ်လျှော့ချပေးနိုင်တဲ့အာနိသင်ရှိပါတယ်။မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေခြင်းအမြင်အာရုံနဲ့မျက်လုံးကျန်းမာရေးအတွက်လိုအပ်တဲ့ဗီတာမင် A ပါဝင်ပါတယ်။ကိုယ်ခံအားစနစ်ကိုအားကောင်းစေခြင်းကိုယ်ခံအားဆဲတွေရဲ့လှုပ်ဆောင်မှုအတွက်အရေးကြီးတဲ့ဗီတာမင် C နဲ့ဗီတာမင် A တွေပါဝင်ပြီးဘက်တီးရီးယားတွေကိုတိုက်ထုတ်နိုင်တဲ့အာနိသင်လည်းရှိပါတယ်။အစာခြေစနစ်အတွက်ကောင်းမွန်ခြင်းအမြင့်ဓာတ်များစွာပါဝင်တာကြောင့်ဝမ်းမှန်သွားစေပြီးဝမ်းချုပ်ခြင်းကိုကာကွယ်ပေးကာဦးရဲကအကျိုးပြုဘက်တီးရီးယားတွေအတွက်လည်းကောင်းမွန်နိုင်ပါတယ်။မကြီးသီးရဲ့ဆိုးကျိုးများဓာတ်မတည့်မှုဖြစ်စေနိုင်ခြင်းတချို့လူတွေမှာမကြီးသီးနဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေဖြစ်ပေါ်နိုင်ပါတယ်။ဥပမာအင်ပြင်ထွက်ခြင်းရောင်ရမ်းခြင်းအသက်ရှူရခက်ခဲခြင်းအဆစ်ဓာတ်များခြင်းအစာအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာပြဿနာရှိသူတွေမှာရင်ပူခြင်းအဆစ်ပြန်တက်ခြင်းဖြစ်ပေါ်စေနိုင်ပါတယ်။တချို့ဆေးဝါးတွေနဲ့ဓာတ်ပြုနိုင်ခြင်းသွေးကျဲဆေးနဲ့စီးချိုရောဂါအတွက်တောက်သုံးနေတဲ့ဆေးဝါးတွေလိုမျိုးတချို့ဆေးဝါးတွေနဲ့တွဲဖက်စားသုံးတဲ့အခါသတိထားသင့်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဝမ်းပျော့စေနိုင်ခြင်းမကြီးသီးကိုအများအပြားစားသုံးမိပါကဝမ်းလျှောခြင်းနဲ့ဗိုက်နာခြင်းဖြစ်ပေါ်နိုင်ပါတယ်။သွေးရင်းတကြားဓာတ်အဆင့်ကိုထိခိုက်စေနိုင်ခြင်းစီးချိုရောဂါရှိသူတွေဟာမကြီးသီးကိုတင့်တဲ့ပမာဏနဲ့သာစားသုံးသင့်ပါတယ်။ဘာလို့လဲဆိုတော့သွေးရင်းတကြားဓာတ်ကိုလျှော့ချပေးနိုင်တဲ့အာနိသင်ရှိလို့ပါ။သွားပိုးစားခြင်းကိုဖြစ်စေနိုင်ခြင်းမကြီးသီးရဲမှာပါတဲ့အက်ဆစ်ဓာတ်ဟာဂရင်းတန်ရှင်းရေးကိုဂရုမစိုက်ပဲမကြာခဏစားသုံးမယ်ဆိုရင်သွားကြွေလွှာကိုတိုက်စားနိုင်ပါတယ်။သတိပြုရန်အချက်များမလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုရှောင်ရှားနိုင်ဖို့အတွက်မကြီးသီးကိုတင့်တဲ့ပမာဏနဲ့သာစားသုံးသင့်ပါတယ်။နာတာရှည်ရောဂါရှိသူများနှင့်ဆေးဝါးများတောက်သုံးနေသူများအနေနဲ့မကြီးသီးကိုပုံမှန်စားသုံးခြင်းမပြုခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။မကြီးသီးနဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေခံစားရပါကစားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။ရေဘူးရအားဖြင့်မကြီးသီးဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပေမဲ့သတိနဲ့တင့်တဲ့ပမာဏနဲ့သာစားသုံးသင့်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်။